Hello ဒီနေ့တော့ Taiwan 867 fried chicken အပြင် Taiwanese street food လေးတွေနဲ့ fruity bubble tea လေးတွေရောအစုံရတယ်အကုန်လုံးလည်းအရန်စားကောင်းတဲ့ Junction Square ရဲ့ Secret Garden မှာရှိတဲ့ Two House ဆိုတဲ့ဆိုင်လေးကိုရောက်ခဲ့ပါတယ်။ကြက်ကြုံမှာလည်း flavor လေးတွေမျိုးစုံရွေးလို့ရတဲ့အပြင် lunch box တွေရော snack တွေရော bubble tea fruity တွေလည်းမျိုးစုံရှိပါတယ်။အခုဆိုရင် Happy Hour promotion အနေနဲ့ Monday to Friday 3 နာရီကနေ5နာရီမှာa la carte menu အားလုံး drinks တွေပါအပါအဝင်ကို 10% off ပေးနေပါပြီ။ပုံကြောင်းမှာစားချရတယ်လို့လေးဆော်လို့ရတာတွေ့လို့ဝင်ဆော်ခဲ့ပါသေးတယ်။မှာထားတာလေးတွေရပြီဆိုရင်တော့ဘေးဘက်မှာအေးစစ်စစ် view လေးကြည့်ပြီးတော့ထိုင်စားကြတဲ့နေရာလေးရှိပါတယ်။ဒါလေးက867 fried chicken ဟိုမှာမာလာရတာလေးနဲ့ပါ။အရသာလေးတွေ9မျိုးလောက်ရွေးလို့ရပြီးတော့ဒီတိုင်း original အတိုင်းလေးစားခြင်းလည်းရပါတယ်။အပြင်ကမုံနှစ်ကျွတ်လေးဟိုမှာအတွင်းကကြက်သားကလည်းတော်တော်ထူပြီးတော့ juicy လေးဖြစ်ပြီးတော်တော်စားလို့ကောင်းပါတယ်။မာလာနဲ့လည်းမွေ့လေးနဲ့မို့အရန်ကြိုက်ပါတယ်။ဒါကတော့ barbecue sauce coated လုပ်ထားတယ်။ barbecue အရသာလေးနဲ့ပါ။သူကတော့အချိုဘက်ကိုသွားတယ်။အသားထူထူနဲ့တကယ်ကို juicy ဖြစ်ပြီးတော့တော်တော်စားလို့ကောင်းပါတယ်။အချိုဘက်ကိုသွားတော့ကလေးလေးတွေရဲ့အချိုကြိုက်တဲ့သူတွေရဲ့ကြိုက်မှာပါ။ကြည်လဲကြိုက်ပါတယ်။ဒါကတော့ seaweed အရသာလေးနဲ့ပါ။ကြက်သားအတွင်းသားအပြင်မုံကျွတ်ကတော့အကုန်လုံး base တူပဲပေါ့နော်။အပေါ်ကအရသာလေးတွေပဲကွဲသွားတာပါ။ seaweed မှာတော့ဘာလို့လဲမသိဘူး။ပြောင်းမှုနဲ့မွေးလေးတစ်မျိုးရပါတယ်။ Super Mix Fruit Tea တဲ့အထဲမှာအသီး6မျိုးလောက်ပါပြီးတော့အရသာအရန်ကိုမိုက်ပါတယ်အသီးလေးတွေရဲ့အနံ့အရသာဒီတီးထဲမှာကိုစိတ်ဝင်နေပြီးတော့သူ့ရဲ့အရသာဘယ်လိုပြောရမှမသိဘူးအရန်ကိုကြိုက်ပါတယ်Taiwanese braised pork with rice လေးရတော့အရသာရှိနဲ့ lunch box အနေနဲ့လွယ်ကူကူဘိုက်ပြည့်အောင်စားလို့ရမှာလေးပါဒီမှာ Taiwan ဝက်သားထမင်းလို့ခေါ်ကြတဲ့ဟာလေးပေါ့နော်တခြားရွေးချယ်စရာ menu လေးတွေလည်းရှိပါသေးတယ်အရသာလေးကစားရမစိုးပါဘူးဟင်းခတ်မွေးကြိုင်နှံ့လေးတွေပို့ပြီးမှွေးရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်ဒါလေးကကစွန်းဥကြော်လေးပါကစွန်းဥအချောင်းလေးတွေကိုမုံနှစ်ပပလေးနဲ့ကြော်ထားတာပါကစွန်းဥရဲ့မူလချိုတဲ့အရသာလေးတော်တော်ပေါ်လွင်ပြီးတော့အရသာလေးတော်တော်ရှိပါတယ်အာလူချောင်းကြော်လိုမျိုးကစွန်းဥချောင်းကြော်လေးပေါ့နော်တော်တော်လေးစားလို့ကောင်းပါတယ် cheesy mango လေးကတော့ mango smoothie လေးပေါ်မှာ cheese fondue လေးတွေနဲ့ပါsmoothie ရတာလဲကောင်းတယ်လို့ cheese fondue ရတာလဲလုံးဝ share ပါပဲသူစီရ drinks တွေကလေ left side တွေကိုမှယူထားတဲ့ဈေးကတက်တာတယ်လို့ပြောလို့ရတယ်အရသာတွေကလည်းတော်တော်လေးမိုက်တာဆိုတော့ဂျီရောတော်တော်သဘောကျပါတယ်ဒါကတော့ကစွန်းဥကိုမှ snack လိုမျိုးလေးဖြစ်အောင်အလုံးလေးလုပ်ပြီးတော့ကြော်ထားတာပါရာသီအလိုက်ကစွန်းဥခရမ်းရောင်လေးတွေရတဲ့ချိန်ကြလို့ရှိရင်လည်းအဝါနဲ့ခရမ်းရောင်လေးတွေရောပေးပါတယ်ပါဝင်ပစ္စည်းကိုအဓိကကစွန်းဥတစ်မျိုးပဲသုံးထားပေမဲ့ snack တစ်ခုခုကိုစားနေရတယ်လို့အရသာမျိုးလေးရနေတာတော်တော်လေးမိုက်ပါတယ်ကြည်လဲတော်တော်လေးကိုကြိုက်ပါတယ်ကဲ promotion လေးလည်း enjoy လုပ်လိုက်ကြပါအောင်နော်